ဦးဇင်းတို့ကဒီခရီးလာတဲ့အခါမှာပြင်မကြဘူးလားဆိုရင်ပြင်မနဲ့တော့ဟုတ်လားမြန်မာပြည်ကနေလာပြီးတော့အဝေးကြီးကနေလာပြီးတော့ဘာနဲ့ပူရတယ်လဲဆိုရင်သရာစိတ်နဲ့ပူရတယ်ဘာစိတ်နဲ့ပူရတယ်အဲ့ဒါရှိတယ်မရအောင်နော်သရာစိတ်ရှိလို့လာနေဒီအဝေးကြီးကိုလာမပူကြဘူးဆိုရင်ပူကြတယ်အခုဆိုရင်ဦးဇင်းတို့ပူလာလိုက်တာဘယ်ထိရောက်လဲဆိုတော့ကိုဗောဓိမဟာမြေမြတ်မဟာဗုဒ္ဓဂယာနေပြီးတော့ဗာရဏသီကနေပြီးတော့ကုသိုလ်ကောတံပြီးကနေပြီးတော့အခုဆိုရင်သင်္ကတ္တနဂိုဘီကိုရောက်တယ်နော်ဘယ်ထိရောက်လဲဆိုရင်သင်္ကတ္တနဂိုဘီရောက်ပြီဟုတ်လားသင်္ကတ္တနဂိုဘီဒီဦးဇင်းတို့ဘုရားဘုသူတော်သင်ရဲ့ရှေ့တက်မှာရှိနေတဲ့ဇေဒီကြီးဟာအာဆလဇေဒီလို့ခေါ်တယ်။ဘာဇေဒီလို့ခေါ်လဲဆိုအာဆလဇေဒီလို့ခေါ်တယ်။ဆလဆိုတာတုံလို့အဆိုတာမတုံလို့ဘူးဟုတ်လားအဲ့ဒီလိုအသေးပဲရနော်အာဆလဇေဒီဆိုတာမတုံလို့ဘူးမြဲမြံတယ်ခိုင်ခန့်တယ်တကယ်ပြောရရင်မပြောင်းလဲဘူးနော်ဒီနေရာမှာမပြောင်းလဲဘူးဘာလို့မပြောင်းလဲလဲဆိုလို့မြတ်စွာဘုရားရဲ့အာဝိသမိကနေထာနာရှိတယ်နော်အဲ့တော့ဒီအာဆလဇေဒီဒီနေရာကြီးမှာတော့အာဝိသမိကနေထာနာရဲ့ရတယ်ပြီးတော့တထာနာအပါဝင်ဖြစ်နေဟုတ်လားအဲ့တော့မြတ်ဘုရားပြည့်တဲ့ဘုရားရှင်ဒီဟာလည်းပဲအာဝိသမိကနေထာနာရဲ့တထာနာဖြစ်တယ်အဲ့ဒီနေရာလေးဖူးခဲ့ပြီနော်အဲ့တော့ပြီးတော့ဗာရဏသီမိဂရာကိုဓမ္မစကြာဟောတဲ့နေရာလေအာဝိသမိကမိထာနာရဲ့တထာနာမဖြစ်ဘူးလားဆိုရင်ဖြစ်တယ်နော်အခုပဲဒီသင်္ကတ္တဒီဇေဒီအာသနာဇေဒီဟာလည်းပဲအာဝိသမိကမိထာနာရဲ့တထာနာအပါဝင်ဖြစ်တယ်ဟုတ်လားဒီလိုအာဝိသမိကလေးထာနာရဲ့ဗန္ဒနာအခုပြီးတယ်ဆိုရင်သုံးဌာနာရှိပြီဟုတ်လားနောက်တဲ့တထာနာကြံလေးပဲနော်နောက်တထာနာကြံတော့တာဝတိပြီမှာနော်တာဝတိပြီသွားတဲ့ခါရောက်လို့ရင်စုံပြီနော်အဲ့ဒီလိုမြတ်စွာဘုရားကဒီအာဝိသမိကလေးဌာနာကိုဖူးမြော်လို့မယ်ဖူးမြော်ရမယ်ဆိုလို့အပယ်လေးပါးနေပြီးတော့လွတ်တယ်ဆိုပြီးတော့မဟာပရိနိဗ္ဗာန်တို့ဟောတာရှိနော်ဦးဇင်းတို့ဘုရားဦးတွေကဘယ်နှခါနာကိုဖူးပြီးလဲဆိုရင်သုံးဌာနာဖူးပြီးတာပဲအဲ့တော့ဘယ်နှခါနာကြံသေးလဲဆိုရင်တထာနာပဲကျန်တော့တယ်နော်အဲ့တထာနာလည်းတာဝတိရောက်လို့ရင်ဖူးမြော်ရမယ်နော်အဲ့တော့ဦးဇင်းတို့ဘုရားဦးသူတော်စင်တွေကအာဝိသရိကသုံးဌာနာကိုဖူးမြော်ပြီးသွားပြီဖူးမြော်လိုက်ရတဲ့တော့ကုသိုလ်တွေလည်းအများကြီးရမှာတော့လားဆိုရင်ရသွားတယ်နော်အဲ့တော့ဦးဇင်းတို့ကနေပြီးတော့အဲ့တော့မြတ်စွာဘုရားဒီသင်္ကတ္တနဂိုဘီကိုမသိခင်မှာဒီမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်မှာတက်တာဒီကနေတက်တာမဟုတ်ဘူးဘယ်ကတက်တယ်လဲဆိုရင်တာဝတိပြည်နော်တာဝတိပြည်တရက်တဲဖြူကုန်းလို့ရှိတယ်နော်အဲ့ဒါဦးဇင်းတို့ဘုရားဦးတော်ရှင်တွေတာဝတိပြည်ရောက်တဲ့အခါရောက်လို့ရင်အဲ့တဲဖြူကုန်းဖူးမြော်ရလိမ့်မယ်နော်အဲ့ရောက်လိမ့်အဲ့ရောက်ရင်ပြီးလိမ့်မယ်နော်အခုတော့မရောက်သေးဘူးနော်အဲ့တဲဖြူကုန်းကနေပြီးတော့မြတ်စွာဘုရားဟာဒီမီအစုံတဘိုးမြာဒီဟာတွေနဲ့ဟုတ်လားပြပြီးမှတာဝရိန္ဒာနတ်ပြည်ကိုကြွမြန်းသွားတယ်ဟုတ်လားဘယ်ကနေကြွတယ်ဆိုရင်တရက်ဖြူတော့ကနေပြီးတော့နော်တရက်ဖြူကုန်းကနေပြီးတော့တာဝရိန္ဒာနတ်ပြည်ကိုကြွမြန်းသွားတယ်ဘာအတွက်ကြွမြန်းသွားတယ်လဲဆိုလို့မြတ်စွာဘုရားကသူ့ရဲ့မေတော်တော်မှုတဲ့တန်တုတ်တိတနတ်သားကိုအဘိဓမ္မာတရားဟောကြားဖို့အတွက်ဘာအတွက်လဲဆိုရင်အဘိဓမ္မာတရားတွေနော်သူ့ရဲ့မေတော်ကိုကျေးဇူးဆက်ဖို့အတွက်ဆိုပြီးတော့မြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ကိုကြွမသွားဘူးလားဆိုရင်ကြွသွားတယ်နော်ဘာအတွက်ကြွတာလဲဆိုရင်မိဘကျေးဇူးဆက်ဖို့နော်မိဘကျေးဇူးဆက်ဖို့သူ့ရဲ့မိဘဟာဒီလူပြည်မှာမရှိတော့ဘူးနော်မြတ်စွာဘုရားဝေဖာပြီး9ရက်မြောက်ပါနော်နိုင်ပါဆက်ပြီးတော့နော်တာဝရိန္ဒာနတ်ပြည်ကိုရောက်လာတဲ့အတွက်သူ့မိဘကိုဒီကကြီးကိုကျေးဇူးဆက်ဖို့ဆိုပြီးတော့တာဝရိန္ဒာနတ်ပြည်ကိုကြွသွားတယ်။ဒီချိန်မှာကြွသွားတယ်လဲဆို9ဝါမြောက်နော်9ဝါမြောက်တယ်9ဝါမြောက်မြတ်စွာဘုရား9ဝါမြောက်မှာတာဝရိန္ဒာနတ်ပြည်မှာဝါကတ်တော်မူတယ်9ဝါမြောက်မှာဝါကတ်တယ်ဆိုရင်9ဝါမြောက်နော်မြတ်စွာဘုရား9ဝါမြောက်မှာလူပြည်မှာဝါကတ်တာမဟုတ်ဘူးနော်တာဝရိန္ဒာနတ်ပြည်မှာဝါကတ်တော်မူတယ်။ဘာအတွက်ကတ်တော်မူလဲဆိုရင်ဘယ်တော်ကိုဒီအဘိဓမ္မာတရားတွေနဲ့ပြည်သူဆက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝါကတ်တော်မူ